မင်္ဂလာပါဒါမင်းပြစရာလေးရှိလို့လေမင်းတို့ကအုံးရှန်တော်ထဲမှာနေခဲ့တာဆိုတော့လေဒါအုံးသီးနဲ့ပတ်သက်ပြီးတော့ဒါကိုတိတလောက်ပေါ့နော်တိတလောက်ဆိုတာကိုကျွမ်းကျင်တလောက်ပေါ့ဒါအိမ်မှာအုံးစီလိမ့်ဖို့အတွက်ကိုဘာသာကိုအုံးစီရှက်ထားတာအုံးစီစစ်နော်အုံးစီစစ်အုံးသီးကိုအစီရှပြီးတော့တိတိချာချာရှက်ထားတာမှုေးနေတာပဲအဲ့ဒီအနံ့ကဒီမှာနောက်ဟဲ့ကြရင်လည်းထက်ချက်အောင်ပါဒီမှာကြည့်မှုေးနေတာပဲအုံးစီစစ်အရန်ကျမကြီးကောင်းတယ်သူကလေမနဲ့စောကြီးအဲ့ရနိုးပြီဆိုလို့ရှိရင်ဒါလေးနဲ့ပလုတ်ငုံပြီးတော့ကွာထွေးလို့ရှင်လို့ရှိရင်လေသူကလေအာဘုံနဲ့နေပါလိမနန်ဟုတ်ပြီးတော့ခေါင်းလိမ့်လို့ရတယ်မင်းတို့ငငယ်တုန်းကဆိုလို့ရှိရင်ကြောင်းတက်လို့ရှိရင်ဒီအုံးစီစစ်ကိုပဲခေါင်းမှာရွှဲနေအောင်ထည့်ပြီးတော့အဲ့ဒါလိမ့်ပေးတာမှမေးရှက်ထားတာဒီပလင်းနဲ့ဒါရတယ်ဟိုဘူးသေးလေးရတော့ဟိုမှာအိမ်အမကိုပေးလိုက်ပြီဆိုတော့ဒါလေးရတယ်တကယ်လို့လေနောက်ပိုင်းပေါ့နော်မင်းမရွာကိုအုံသီးတွေပါတယ်မင်းအကုန်လုံးကြည့်ပြီးလို့ရှိရင်နောက်ပိုင်းကြလို့ရှိရင်မင်းတို့ကိုယ့်ဘာသာကိုရှက်ပြီးတော့လေရောင်းပေးပေးမယ်အယမ်းမိုက်တယ်မတို့မြင်ဘူးနေကြအုံစီတင်နဲ့မတူဖွင့်လိုက်တာနဲ့တအားမှုေးတယ်ဟိုလေပဲစီလေးအစီလေးစမ်းပြီးတော့ဒီအုံစီလေးစမ်းပြီးတော့လေစားလေးနဲ့တောင်ထမင်းစားလို့ရတယ်နော်မတို့အိမ်မှာဆိုမင်းတို့အဲ့လိုမျိုးလေးပဲလုပ်တာအဲ့ဒါအုံစီစစ်ပါရှင်းအုံစီစစ်ပါ